Hi guys အားလုံးပဲမင်္ဂလာပါရှင်ရိုဘီဒီနေ့မှာလေးကတော့ပြောကြလေးရှိလို့ပေါ့နော်ရေဖြစ်တာလည်းမဟုတ်ပါဘူးရှင်ခဏလေးဆက်ခဏရှင်းနိုင်မယ်ပေါ့နော်ရှုံနေလို့ပါရှင်အဲ့ဒါပေါ့နော်ရိုဘီရေဖြစ်ဆိုတော့လည်းပြောတာမဟုတ်ပါဘူးရှင်အခုပြောချင်တာလေးကပေါ့နော်နည်းနည်းလေးနားလည်မှုလွဲနေလို့ထင်ပါတယ်အဓိကတော့ယူမီကိုပြောချင်တာပေါ့နော်သူထင်တာနဲ့ရိုဘီလှုပ်လိုက်တာနဲ့ကနားလည်မှုနဲ့လွဲသွားပါတယ်ရိုဘီဟိုတန်းကြီးအောင်သူ့စဉ်းစားရတဲ့ငါသူ့ငင်းငင်းပြန်သွားယူရင်ကောင်းမလားဆိုပြီးစဉ်းစားလိုက်တဲ့အချိန်မှာငင်းတဲ့ယူဘူးမဖြစ်နိုင်တော့ဘူးပေါ့နော်မနေ့တော့စဉ်းစားလိုက်တယ် तू ကမနေ့တော့မှဒီလိုမျိုးစားတင်လိုက်တာလို့မသိလိုက်ဘူးဒါ तू မနေ့တော့ကနေထားတယ်ရှိပါအဲ့နေရပေါ့နော်ဗီဒီယိုတင်တဲ့10နာရီကမှအဲ့ဗီဒီယိုမှာအတန်ကြာတယ်ပေါ့နော်ဒီလုံးတန်နေတဲ့စုညံနေရရောက်မလို့ဘာတမ်းမကြားရပါဘူးပြီးရဲ့ခါကျတော့သူတို့ကလည်းငါတို့နော်မမခက်တီကိုအဲ့လိုမပြောပါနဲ့ကျုံမယ်ဟာဒီလုံးဆိုင်ရှိပါရဲ့ကဲတိတက်မှာမင်းကလေးတိတက်မှာဟာတိုင်ရပြည့်လျာနာပဲသူအဲ့လိုပြောထားရကွာဒါပေမဲ့ခဏကြော်လိုက်မယ်သူကကြည့်ရရှင်သူကောင်းတာအဲ့ပါတီမှာတော်ကြီးကိုစောင်းอ่ะဟဲ့နော်ဒဲသူကပါတီမာရိုဘီကိုနည်းနည်းလေးစောင်းဘယ်လိုပြပြမလဲအဲ့လိုမျိုးဖြစ်သွားရပေါ့နော်အဲ့ဒါတကယ်တော့နားလည်မှုလွဲသွားတာဗာရိုဘီတငယ်ချင်းနဲ့အကုန်လုံးစုပြီးတငယ်ချင်းတွေနဲ့သွားရဲဆိုတာညီမအောင်မမြင်လို့လည်းမဟုတ်ပါဘူးသူတို့ကအတင်းသွားမယ်လို့ခေါ်နေလို့လိုက်သွားတာညီမအောင်မမြင်နေနော်ညီမလို့မပြောတော့ပါဘူးယူမီကိုမြင်နေဒါပေမဲ့သူကရိုဘီရဲ့ကြီးရဲ့ထင်တယ်ပေါ့နော်အဲ့ကြောင့်မလို့သူ့ကိုရိုဘီကအမြဲတမ်းပေါ့နော်ဒီအိုင်းသူ့တွေ့တယ်ဒါပေမဲ့အဲ့တငယ်ချင်းကြီးကအတင်းသွားမယ်ဆိုပြောနေတဲ့ကြောင့်မလို့သူတို့နဲ့လိုက်သွားလိုက်တာပြီးလိုက်ပြီးတော့သူ့ကိုပြန်လိုက်သူကမရှိရောသူ့ပြန်လာခေါ်မယ်ဆိုတော့သူမရှိရောကွာအဲ့တော့ရိုဘီကဘယ်လိုသွားခေါ်ရမှာလဲအဲ့မှာနားလဲမူလေးနည်းနည်းလွဲသွားပါရှင်ကွာသူတငယ်ချင်းတွေနဲ့ဆော့မယ်ဆိုတော့ရရကွာပါတီကနောက်မှလောက်မှညီမလေးရေအန်တန်ဝင်နေလို့ပေါ့နော်ပါတီကတော့သူလည်းပြောရပြီကြားအဲ့လိုမှညီမလေးလုံးနေမှလာခဲ့ပါနော်အတာကရိုဘီကပေါ့နော်သူ့အချိန်ပေးဖို့လည်းမရဘူးဘီနာမှာတငယ်ချင်းပေါင်းပါလီ9ယောက်6ယောက်အကုန်လုံးကတပြိုင်တည်းတွေပြောနေကြတာကွာပြောတယ်အိမ်မှာလည်းမြန်မာကြီးကစုနေပြောတယ်ပြီးတော့ခေါင်းနေရမူးอ่ะအဲ့တော့ဆိုရိုဘီကလေလိုင်းကလည်းကြောင်စာလည်းပြန်လို့မရဟုတ်တယ်အဲ့တော့လိုင်းကအရန်ကြောင်တာလိုင်းကခဏပြုတ်သွားလိုက်တက်သွားလိုက်အစင်ကမပြေအိမ်မှာနားလဲမူလေးနဲ့လွဲသွားတယ်နော်ယူမီရဲ့ဒီဗီဒီယိုလေးကိုညီအောင်ကြည့်ပါနော်โอเคဘာနော်ညာလို့ပြောလို့ရတယ်သူမပြောတော့ခဲ့โอเคဒါပေမဲ့မြေကိုထိုင်ကြတော့မပြောပါရပါမျက်နှာမြေအိမ်ရုံးတွေကောင်းပါလေနေမြေနဲ့ friend ဖြစ်သွားတယ်ပြီးတော့စော်ကြအဲ့ဒါပဲ你ငါ့ကိုဆဲထားတဲ့ဗီဒီယိုမပြဘူးလားအဲ့နေ့ကပဲယူတော်လေးစိတ်တူတာပေါ့နော်တော်လေးစိတ်တူပြီးတော့သူ့အကောင့်နဲ့ဝင်ပြောတာပေါ့နော်အမှ तू ကနေပြီးတော့ sorry ဆဲထားမှာမဟုတ်တော့ဘူးပြီးတခါဟိုကအန်လုံးဆုံးကြာတရနေ့လောက်တခါဟိုကအန်လုံးဆုံးကြာတရနေ့လောက်ဆိုတော့အဲ့လောက်မဟုတ်ဘူးအပေါ်မှာအဲ့ဘောနော်ပြပိုင်ဗီဒီယိုမအဲ့ဗီဒီယိုတင်ပြတာတော့မဟုတ်အဲ့ဗီဒီယိုမှာလည်းကြားလိုက်လေချင်းမလုံးနိုင်တာလေးရှိရှင်ပါအားပေးမှုလေးရောမသွားကြပါနဲ့လို့တောင်းလို့ချင်ပါတယ်ပေါင်း6000ကြာသွားတယ်လို့ပဲတင်းတော်ရဲ့အရာတစ်မျိုးအဲ့ဗီဒီယို review ဝင်ပြပါမယ်အားလုံး review ပြောတာနော် review တို့လည်းအပြည့်မမြင်ပါဘူးလို့ subscriber ဆန္ဒတူတယ်အခုကြာတိုးလိုက်ကြလိုက်ပါပဲဒီမှာဆိုreview သူပြောထားလွန်မလွန်ကျွန်မပြောရလွန်မလွန်ကတော့မပြောဘူးပေါ့နော်ဘယ်သူလွန်မreview ကတော့ဘာမှမပြောတော့ပါဘူးreview ကိုဖတ်ပြမယ်နော်မတင်လေကောင်းလေပဲ idol အသေးရလို့ရတာမဟုတ်ဘူးတဲ့ဘူကြားတို့ကမှားတယ်ငါတို့ idol တဲ့နင်ကဘာမှမဟုတ်ဘူးတဲ့ညီမလေးတဲ့ငယ်သီးတယ်တဲ့ကျေးဇူးတဲ့အောက်ကကျွန်မငယ်စီဆဲထားပါတယ်ပေါ့နော်ဒီဗီဒီယိုကို link လေးချပေးထားတယ်နော်ဒီကလည်း I don't care ပဲနော်အဲ့ဗီဒီယိုတော့ကြည့်လိုက်ပေါ့နော်ကိုပါတာကိုပဲကျွန်မမပြတော့ဘူးပေါ့နော်အတားမှာကျွန်မအဲ့လိုမျိုးပြောထားတဲ့အချိန်မှာပြောတော့
တော့ဘာဖြစ်လဲတဲ့ငါပါဇက်နဲ့ငါပြောတာလေနင်းနဲ့မဆိုင်ဘူးတဲ့နင်လာပြောတာတဲ့ငါအကောင်ငါပိုင်နေအဲ့ဖျက်ပြရတော့ဘာလို့ဖတ်ကြပါတော့သူကဘာမှပြောရလဲဆိုတော့နည်းနည်းလွန်သွားတယ်လို့ဝိစိတ်ထဲရတော့ထင်လိုက်တယ်ပေါ့နော်ဘိုက်ကော်ဖီကိုပဲပြန်ပြီးအသေးပြီးကုန်ပြီအချင်းကုန်းတာသူ့ဘာလဲသူအချင်းကုန်းတာမကုန်းနိုင်ဘူးစိတ်ဝင်စားဘူးပေါ့နော်ဒါပေမဲ့သူကဝင်ပြီးတော့ဘာမှမဆိုင်တဲ့သူတွေဆွဲထည့်တာမျိုးဖြစ်နေရပေါ့နော်ဟုတ်ဘယ်လိုမျိုးလဲဆိုတော့ Ruby အဲ့ဒါပြောထားရဲဒါပေမဲ့ပြီးတော့ပြောအောင်မယ်တဲ့ပြောအောင်မယ်ကိုနဲ့မဆိုင်ပဲဝင်ပါတဲ့ဟာတွေတဲ့ငါပြောတာတဲ့နင်တို့တွေနဲ့ပါဆိုင်လဲတဲ့နင်တို့အဲ့လောက်ဖြစ်နေရင်သူ့အိမ်ကိုနင်တို့အိမ်ခေါ်မွေးထားလိုက်နင်တို့အိမ်ခေါ်မွေးထားလိုက်ပေါ့နော် Ruby ပြနင်တို့အိမ်ခေါ်မွေးထားလိုက်မပြောနဲ့ငါလာမပြောနဲ့မတိရှက်ဒီခဏပဲဖတ်တော့ဖြစ်ငါကယူဆိုင်ဖူးရရပြီးအိုင်ရောပဲဖြစ်စိတ်ငါကယူမဆိုင်ဘူးစိတ်လဲဝင်စားပေါ့နော်ငါအမေကနင်တို့ပြောဖို့မွေးပေးထားတာမဟုတ်ဘူးလာမဟောင်းနဲ့တဲ့လာမကိုက်နဲ့ရှင်လို့ဘယ်သူရင်လာကြိုက်တာလဲဘယ်သူရင်လာဟောင်းတာလဲကတော့နင်တို့အားပေးဖို့အကောင့်ဖွင့်ထားတာမဟုတ်ဘူးတဲ့နင်ကအကောင့်ကခွေးတွေအားပေးစရာမငါအကောင့်ကခွေးတွေအားပေးစရာမလိုဘူးတဲ့လူတွေအားပေးလိုက်မယ်ငါတို့ကခွေးဟာလားအေးပါထိုက်ပါတော့လွန်နေမလွန်တာတော့လည်းမသိဘူးပေါ့နော်ရိုဘီလည်းပြောထားတာပတ်ဆက်ပါလေရိုဘီလည်းပြောတတ်တယ်နော်ငါစာမပြန်တာလွန်ခဲ့တဲ့အဲ့တုန်းကတလားလောက်ပေါ့နော်တလားရှိအောင်သူကအခု post ကြံတင်ထားတယ်မျိုးလို့ရှိအဲ့ဒီ video လေးမှာသွားပြီးဖတ်ကြည့်ပေါ့နော်ဘီနာအေးချင်းရလာနေတယ်ဒီ video လေးမှာသွားကြည့်ပါ comment 33ရှိပါတယ်ဘယ်လိုကြည့်ရမလဲဆိုတာတော့ကြည့်လို့ရှိရင်တော့ဒီလိုပြပကလွန်နေလို့ထင်လိုက်မှာပေါ့နော်ဒီထဲလေးကိုဝင်ကြည့်ပါဒီထဲနားလေးဒီနားလေးကိုဝင်ကြည့်ပေါ့နော်အဲ့ဒီမှာ comment တော်များများတွေကအဲ့ထဲမှာပဲရှိရပါတော့အဲ့ဒီကိုဝင်ကြည့်လိုက်နော်သူလွန်နေပြီမှားရဆိုတော့အကုန်သိပါလိမ့်မယ်သူလွန်လို့မလွန်လို့မနော်ဒီစိတ်ဝင်စားပါဘူးအဲ့တော့သူ post နဲ့ပါတင်ထားတာနော် post နဲ့ပါတင်ထားသူ့ရဲ့ post ကိုပြမယ်နားလေးမလည်းဒီဆနာဗီဒီယိုတီဗီတွေပေါ့နော်သူရိုဘီကိုပြောရတဲ့အကြောင်းအရင်းပေါ့နော်ထောက်ခံကြာသွားတယ်လို့ပဲတင့်တော်ရဲ့အရာတစ်မျိုးလည်းဖြစ်တယ်တင်းနေကြည့်ကြကိုဗီဒီယိုကိုမှသူ post နဲ့ပါတင်ထားလို့ရိုဘီကပြောရနော် post ကိုရင်မိလားနော် case လိုပဲဆဲမိလိုက်မယ်သူ case ကိုတော့ရိုဘီတိတယ်ဒီညမလေးပေါ့နော်ပူဆဲပြီးမိတဲ့သူနဲ့တဲ့သွားပါပြီသူနဲ့တဲ့သွားပြီပေါ့နော်ကျေးဇူးနော် case ဟုတ်ကဲ့ငါကြားတဲ့ဝင်ပါတော့ငါမသိနော်မာကြီးဟင်ကတော့ကိုပြောရနော်အေးဆဲမတော့ငါဆဲပြီးရောမယ်ကူဆဲโอเคဆိုဒါပဲပေါ့နော်ယူပြီးဒါလေးပဲလာပြောပြပါအားလုံးပဲပေါ့နော်သူ့ကိုလည်းယူပြီးအရင်တော့ကလိုမျိုးဘာစိတ်မှလည်းမရှိရပါဘူးမလေးတီးပါတော့ဘာစိတ်မှလည်းမရှိရပါဘူးရဲယူကြည့်မိချင်းကစိတ်ဝင်စားဘူးပေါ့နော်ဒါကတော့ KC ဆိုတဲ့သူစနပြောထားတဲ့တယောက်ပေါ့နော်ကဲအားလုံးပဲ拜拜ပါ